လီလာဘလိုနဲ့ဆယ်ကြီးကြိုးကြပါကနေပြီးတော့ပြင်းမနာမျိုးဟာမိနစ်ပိုင်းတွင်ရေနေမြုံမီအားလုံးပဲမင်္ဂလာပါခင်ဗျာယနေ့တင်ဆက်ပေးသွားမှာကတော့မြန်မာနိုင်ငံရှိဆယ်ကြီးပေါင်းများစွာတွေကမှတစ်ခုပါဝင်ဖြစ်တဲ့ပေါင်းလောင်းဆယ်ချောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကဆိုရင်ဆယ်ရီချောင်းတွေကနေတဆင်ရေအားလျက်စစ်ကိုအဓိကထားသုံးစွဲနေကြတာပဲဖြစ်ပါတယ်မြင်းသားဥပမာပေးရမယ်ဆိုရင်ကယားပြည်နယ်မှာရှိတဲ့ဘလူးချောင်းရေအားလျက်စစ်မန္တလေးတိုင်းဒေသကြီးတွင်မှရှိတဲ့ရဲရွာရေအားလျက်စစ်တို့ပဲဖြစ်ပါတယ်။ဒါပြင်မြန်မာနိုင်ငံရှိဆယ်ပေါင်းဟာလည်း300ကျော်ခန့်ရှိတာပဲဖြစ်ပါတယ်။ဒီထဲမှာကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမှာကတော့ပြည်မနာမြို့တွင်မှတည်ရှိတဲ့ပေါင်းလောင်းဆယ်ကြီးကျောင်းပဲဖြစ်ပါတယ်။ပေါင်းလောင်းဆယ်ကြီးဟာဆိုရင်မြန်မာနိုင်ငံရှိထင်ရှားတဲ့ဆယ်ကြီးတွေကတစ်ခုပါဝင်ဖြစ်ပါတယ်။ပေါင်းလောင်းဆယ်ကြီးကိုအထက်ပေါင်းလောင်းနဲ့အောက်ပေါင်းလောင်းဆိုပြီးနှစ်ခုခွဲထားပါတယ်။အထက်ပေါင်းလောင်းတာတမန်ကြီးဟာပြည်မနာမြို့ရဲ့အရှေ့ဘက်40ကီလိုမီတာ25မိုင်ကွာမှာရှိတဲ့ပေါင်းလောင်းမြစ်ပေါ်မှာတည်ရှိနေတာပဲဖြစ်ပါတယ်။ပေါင်းလောင်းဆယ်ကြီးဟာနေပြည်တော်နယ်နိမိတ်နဲ့ရှမ်းပြည်နယ်တို့ကြားထိစပ်လျက်လည်းရှိပါတယ်။တာတမန်တိဆောက်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ရေအားလျက်စစ်ထုတ်လုပ်နိုင်ဖို့ရဖြစ်ပြီး140မဂါဝက်တသိန်း9သောင်းမြင်းကောင်ရေအားတက်အားထုတ်ပေးနိုင်ပါတယ်။အဆိုပါထပ်ပေါင်းလောင်းတာတမန်ကြီးတိဆောက်စဉ်အခါကအနီးတစ်ဝိုက်ရှိရွာတွေနဲ့ဒေသခံပေါင်း1500ကျော်ဟာအခြားသောနေရာများထံသို့ရွှေ့ပြောင်းပေးခဲ့ကြရပါတယ်။တာတမန်ကြီးတိဆောက်ပြီးဆုံးမှာကအောက်ပေါင်းလောင်းတာတမန်ရှိဓာတ်အားပေးစက်ရုံအားရည်သီးရလာပုံမကောင်းမွန်စေဖို့ရလဲရည်ရွယ်ခဲ့ပါတယ်။တာတမန်ကြီးကို2005ခုနှစ်ဇန်နဝါရီလမှာစတင်တိဆောက်ခဲ့တာဖြစ်ပြီး2010ခုနှစ်အောက်တိုဘာလမှာတော့ကွန်ကရစ်ခင်းကျင်းပြီးဆုံးခဲ့ပါတယ်။2015ခုနှစ်ဒီဇင်ဘာလ17ရက်နေ့မှာတော့တာတမန်ကြီးတစ်ခုလုံးအချောသက် BC ဆောက်လုပ်နိုင်ခဲ့ပါတယ်။အထက်ပေါင်းလောင်းပြီးအောက်ပေါင်းလောင်းတာတမန်ဟာလေအထက်ပေါင်းလောင်းနေသူပြည်မနာမြို့မှာ14ကီလိုမီတာကွာပေါင်းလောင်းမြစ်ပေါ်မှာတည်ရှိတာပဲဖြစ်ပြီးဇေယျတီရီမြို့နယ်အတွင်းမှာပဲဖြစ်ပါတယ်။ကနဦးရွယ်ချက်ကတော့အထက်ပေါင်းလောင်းနေသူရေအားလျက်စစ်တပ်အားပြန်ကြည့်ပေးနိုင်ဖို့ရပဲဖြစ်ပြီး1953ခုနှစ်ကတည်းကဆောက်လုပ်ဖို့ရအတွက်လေ့လာနေခဲ့ကြတာပဲဖြစ်ပါတယ်။အောက်ပေါင်းလောင်းတာတမန်ကြီးကိုအထက်ပေါင်းလောင်းထက်ရှင်းနှစ်ခန့်စောက1998ခုနှစ်မှာအမေရိကန်ဒေါ်လာ1.8မီလီယံခန့်အကုန်အကျခန့်စတင်တည်ဆောက်ခဲ့ပါတယ်။ဓာတ်အားပေးစက်ရုံရဲ့တပ်စဉ်အင်အားမှာ80မဂါဝက်ဖြစ်ပြီးအပေါ်ပေါင်းလောင်းအတွက်ရေစီးဆင်းမှုကောင်းမွန်စေတာပဲဖြစ်ပါတယ်။နေပြည်တော်တစ်ခုလုံးကိုလျှက်စစ်ပြီးပြင်နေတဲ့အောက်ပေါင်းလောင်းရေအားလျှက်စစ်စက်ရုံရဲ့အထက်15မိုင်ကွာမှာတည်ဆောက်နေတဲ့အထက်ပေါင်းလောင်းရေအားလျှက်စစ်စီမံကိန်းကိုအမတ်1လျှက်စစ်ဝန်ကြီးဌာနမှတွားရောက်စစ်ဆေးခဲ့ပူပါတယ်။ဒီတရင်ကအစိုးရသတင်းစာတွေမှာပါလာခဲ့ပေမဲ့အစိုးရသတင်းစာတွေမှာမပါတာကတော့ဆယ်ရီတက်လာလို့နှိမ့်မြုပ်သွားမဲ့ရွာပေါင်း20ကျော်ကိုရွှေ့ပြောင်းခိုင်းခဲ့တာပဲဖြစ်ပါတယ်။အထက်ပေါင်းလောင်းဆယ်ကျောင်းနေရာရွှေ့ပြောင်းရမယ့်ဒေသခံတွေဟာ8000ကျော်ထိရှိခဲ့ပါတယ်။အထက်ပေါင်းလောင်းဆယ်ကြီးတိဆောက်ခဲ့တဲ့အတွက်နေပြည်တော်တခုသာအကျိုးခံစားခွင့်ရမှာဖြစ်ပြီးဒေသခံကျွော်တွေဟာနေထိုင်စားသောက်မှုခြေနေတွေဟာပြက်ပြားသွားရကအခြေတည်ဖို့ရအတွက်လည်းအစားကနေပြန်စားကြရပါတော့တယ်။ပေါင်းလောင်းမြစ်ကားတစ်စိရေအားလျက်စစ်ထုတ်ယူဖို့ရာကို1953ခုနှစ်ကတည်းကအမေရိကန်ကုမ္ပဏီတစ်ခုကနေစတင်လေ့လာခဲ့ကြပါတယ်။အဲဒီနောက်1964ခုနှစ်နဲ့1986ခုနှစ်မှာတော့နှစ်ကြိမ်တိုင်ထပ်မံလေ့လာခဲ့ကြပါတယ်။နော်ဝေးကုမ္ပဏီတစ်ခုမှ1982ခုနှစ်နဲ့1990ခုနှစ်ကြား၄ကြိမ်တိုင်လာရောက်လေ့လာခဲ့ပြီးရေကာတာတိဆောက်ဖို့ရာအတွက်ကို1990ခုနှစ်ရောက်ဗမာစစ်ဆိုရကဆုံးဖြတ်ချက်ချခဲ့ပါတယ်။ဒါပေမဲ့တာတမန်တိဆောက်ဖို့ရအတွက်ငွေကြေးမြောက်များကုန်ကြမှာဖြစ်လို့တရုတ်နိုင်ငံဘက်ကဒေါ်လာတန်190ခန့်ကိုချေယူကအောက်ပေါင်းလောင်းရေအားလျက်စစ်ကို1998ခုနှစ်မှာစတင်တိဆောက်ခဲ့ပါတယ်။ BC ချိန်ကတော့2004ခုနှစ်မှာပါ။အောက်ပေါင်းလောင်းရေအားလျက်စစ်ပြီးတာနဲ့အထက်ပေါင်းလောင်းစီမံကိန်းကိုစတင်ခဲ့ပါတယ်။တကယ်တမ်းလက်တွေ့ကိုပြန်ကြည့်မယ်ဆိုရင်အောက်ပေါင်းလောင်းဆယ်အနေနဲ့နေပြည်တော်တစ်ခုတည်းကိုတောင်လျှက်စစ်ပြီးအလုံးလောက်ပေးနိုင်တာမဟုတ်ပါဘူး။ရေတက်ချိန်မိုးရသည့်ဆယ်ရီပြေချိန်မှာသာစက်တလုံးနှလုံးလောက်နဲ့သာလဲပန်းနိုင်တာပါ။ဒါကြောင့်လဲအောက်ပေါင်းလောင်းဆယ်ရဲ့အထက်15မိုင်ကွာမှာရှိတဲ့အထက်ပေါင်းလောင်းဆယ်နဲ့ဓာတ်အားပေးစက်နှလုံးကိုတိဆောက်ဖို့ရအတွက်စတင်စီမံခဲ့တာပဲဖြစ်ပါတယ်။ဒီစီမံကိန်းကြောင့်ကယန်းလူမျိုးတို့ရဲ့မြေဩဇာအကောင်းဆုံးမြေဝမ်းဒေသတစ်ခုလုံးဆယ်ရီလွှမ်းမိုးသွားနိုင်တာကိုသိပေမဲ့လည်းအများပြည်သူရဲ့ကြိုးစီပါကိုထိခိုက်ပျက်စီးစေမဲ့ဆိုးကျိုးတွေကိုအစိုးရဘက်ကမစင်စားပေးခဲ့ပါ။ဒါပြင်ဒီဆယ်ကြီးချိုးကြပါကနေပြီးတော့ပြည်မနာမြို့တစ်မြို့လုံးသာမိနစ်ပိုင်းတွင်ရေနေမြုံမဲ့အလွန်ကြီးမားတဲ့အန်ဒီရယ်လည်းရှိလို့နေပါသေးတယ်။ဒါပေမဲ့ငလီနံကိုမှခံနိုင်ရှိတဲ့အင်မတန်ကိုမှခံခဲ့တဲ့ဆယ်ကြီး30ဖြစ်ဖို့သာလိုလားခဲ့ကြပါတယ်။ပေါင်းလောင်းထက်ပိုင်းဆယ်မှာရေတူလောင်မှုများလာလေအောက်ပိုင်းဆယ်မှာရေအားများလေဖြစ်လာဖို့ကိုရည်ရွယ်တာပဲဖြစ်ပါတယ်။အစိုးရသတင်းမီဒီယာတွေမှာတော့ရေအားလျက်စစ်စက်ရုံကြီးတည်ဆောက်နေတာကိုသာအသားပေးဖော်ပြခဲ့ကြပေမဲ့ဒေသခံပေါင်းများစွာဒုက္ခရောက်ကနေရာပုံပြောင်းဆုံးရှုံးနေတာမှုတွေရှိခဲ့တာကိုတော့ထိန်ချန်ထားခဲ့ကြပါတယ်။ပေါင်းလောင်းမြစ်ကန်နဘေးမှာဆိုရင်စပါအာလူပဲကြက်သွန်ပြူကြက်သွန်နီနန်တွေ
အုံပင်တငင်းမင်တွေကိုအဓိကထားစိုက်ပျိုးကြပါတယ်။စဘာတေကမှာဆိုရင်စဘာတင်ပေါင်း80ကနေ100အထိထွက်တဲ့အရက်ဒေတာတစ်ခုပါ။အထက်ပေါင်းလောက်ဆယ်တိဆောက်ပြီးစီးသွားချိန်မှာတော့ဒေသခံရွာသားတွေဟာအိုးအိမ်ချမ်းဝင်းတွေကိုတာမကပဲမြေဩဇာအလွန်ကောင်းမွန်တဲ့စိုက်ပျိုးမြေနေရာတွေကိုပါဆုံးရှုံးခဲ့ကြရပါတယ်။စိုက်ပျိုးမြေဧက6000လောက်ရေလွှမ်းမှုခံရပွဲရှိတယ်လို့စက်ကြီးမတီဆောင်မိချိန်ကလေးကပညာရှင်တချို့ကခံမှန်းထားခဲ့ပူပါတယ်။ထိုအချိန်ကအစိုးရရဲ့ပြောစကားအရရွှေပြောင်းပေးလိုက်ရတဲ့မိသားစုတစုချင်းစီကိုတိုင်အောင်လေးထောက်ပံ့ကြီးကျပ်9000ပေးမှဖြစ်ကြောင်းပြောပေမဲ့ငွေ9000ဆိုတဲ့မပြည့်စလောက်ငွေကိုရော်ကြီးဖြစ်ပေးတာသူတို့စော်ကားနေသလိုခံစားရကြောင်းရွာသားတွေဘက်ကလည်းပြန်လည်တုံ့ပြန်ခဲ့ပါတယ်။လွန်ခဲ့တဲ့အနှစ်40ကျော်50ခန့်လောက်ကကယန်းပြည်သေးပါတီကိုတီထောင်ပြီးလက်နက်ကင်တော်လှန်ရေးလုပ်ရတဲ့အကြောင်းရင်းတွေထဲမှာဒေသခံလူတွေရဲ့အနာဂတ်တွေကိုမငဲ့ကွက်ပဲမိုးပြဲဆယ်ကြီးကိုတီဆောက်တာကလည်းတစ်ခုပါဝင်ဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီချိန်တုန်းကဆိုရင်လေကျွေးရပေါင်း100ကျော်လောက်နေရာရွှေ့ပြောင်းပြီးခဲ့ကြရပါတယ်။ကယန်းပြည်သေးပါတီက1994ခုနှစ်မှာဗမာအစိုးရနဲ့အပြစ်ခတ်ရက်စဲလိုက်တဲ့အတွက်ပေါင်းလောင်းမြေဝမ်းဒေသကိုထိန်းချုပ်ခွင့်ရသွားခဲ့ပါတယ်။ဒါပေမဲ့လည်းပေါင်းလုံးဆယ်စီမံကိန်းလုံခြုံရေးကိုအကြောင်းပြကအစိုးရတပ်တွေများပြားလာတာကြောင့်ကယန်းပြည်သေးပါတီဘက်မှထိန်းချုပ်ထားတဲ့နယ်မြေများစုဟာအစိုးရတပ်လက်ထဲကိုပြန်လည်ရောက်သွားပါတော့တယ်။အခုလိုရေကားတာတမန်ဆယ်ကြီးတွေတိစောက်ဖို့ရအတွက်နဲ့အနီနာပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေနဲ့ဒေသခံပြည်သူလူထုရဲ့အသက်အိုးအိမ်စီစဉ်တွေစိုက်ပျိုးရေးလုပ်ငန်းတွေကိုစည်ပေးနေရတာဟာအစင်လာကြီးတစ်ခုလိုဖြစ်နေခဲ့ပါပြီ။ဒီလိုနစ်နာဆုံးရှုံးမှုတွေကိုတေချာစွာဖြေရှင်းပေးနိုင်ခြင်းမျိုးလည်းယခုချိန်ထိမရှိသေးပါဘူး။